ဒီနေ့မှာတော့ Harry Potter and the Philosopher's Stone ရဲ့ episode 7ကိုပြောပြပေးသွားမှာဖြစ်ပါတယ်။အခန်း9အရွေးချယ်ခံအုပ်ထုပ်ကျောင်းသားသစ်များသည်ခံရထဲဝါသော Hogwarts ရဲတိုက်ကြီး၏ရှေ့မှောက်သို့ရောက်ရှိလာကြရာ Professor McGonagall ကလာရောက်ကြိုဆိုခဲ့သည်။သူမကကျောင်းတော်ကြီးတွင်အဆောင်၄ခုရှိကြောင်းနှင့်မိမိတို့ရောက်ရှိမိအဆောင်သည်ကျောင်းနေစဉ်ကာလအတွင်းမိသားစုတစ်ဖွဲ့အရေးပါမည်ဖြစ်ကြောင်းရှင်းပြခဲ့သည်။ခမ်းမဆောင်ကြီးတဲ့သူမဝင်မီစောင့်ဆိုင်နေစဉ်အတွင်း Neville မှာသူ၏ပျောက်ဆုံးနေသောဖားကိုပြန်လည်တွေ့ရှိခဲ့ပြီးကျောင်းသားအချို့မှလည်းရုတ်တရက်ပေါ်ထွက်လာသောတရေတစီများကြောင့်ထိတ်လန့်အံ့အားသင့်ခဲ့ကြရသည်။ Harry နှင့်အခြားကျောင်းသားများသည်ခမ်းမဆောင်ကြီးအတွင်သို့လှမ်းဝင်လိုက်သည်နှင့်အံ့မခန်းပွဲမြင်ကွင်းများကိုတွေ့ရှိကြရသည်။ခမ်းမကြီးမျက်နှာကျက်မှာအပြင်ဘက်ကကောင်းကင်ပြင်ကြီးအတိုင်းကျဲတားရများလင်းလက်နေပြီးပြန်တန်းနေသောဖျောင်းတိုင်ထောင်ပေါင်းများစွာကခမ်းမတစ်ခုလုံးကိုလင်းထိန်စေသည်အမြဲတမ်းပဟုတုတကြွယ်ဝလှသောဟာမိုင်းနီက၎င်းမှာမှော်အတက်ဖြင့်ဖန်တီးထားခြင်းဖြစ်ကြောင်းသူမဖတ်ဖူးသည့် Hogwarts A History စာအုပ်ကိုကိုးကား၍တိုးတိုးလေးရှင်းပြနေခဲ့သည်ခမ်းမအရှိဘက်တွင်ထိုင်ကုန်းတစ်ခုပေါ်၌တင်ထားသောဟောင်းနွမ်းစုပ်ပြက်နေသည့်မောအုပ်ထုပ်ကြီးမှာရုတ်တရက်အသက်ဝင်လာပြီးအဆောင်လေးခု၏ထူးခြားသောအရေးချင်းများကိုဖော်ပြသည့်တချင်းတစ်ပုဒ်ကိုတီဆိုလေတော့သည်တချင်းအပြီးတွင် Professor McGonagall ကကျောင်းသားအမည်များကိုတယောက်ချင်းခေါ်ယူ၍အုတ်ထုပ်ကိုစောင်းခိုင်းကအဆောင်ရွေးချယ်မှုကိုစတင်ခဲ့သည် Hermione Granger နှင့် Ron Weasley တို့မှတတိရှင်များစုဝေးရာ Gryffindor အဆောင်သို့ရောက်ရှိသွားကြပြီး Draco Malfoy မှမူအုတ်ထုပ်ကခေါင်းကိုပင်မထိသေးမီ Slytherin အဆောင်သို့ရွေးချယ်ခြင်းခံခဲ့ရသည်နောက်ဆုံးတွင် Harry Potter ၏အမည်ကိုခေါ်လိုက်သောအခါတခန်းလုံးတိတ်ဆိတ်သွားပြီးလူတိုင်းကစိတ်ဝင်တစားစိုက်ကြည့်ကြတယ်။ Harry ကအုတ်ထုပ်ကိုစောင်းလိုက်သောအခါအုတ်ထုပ်ကြီးက Harry ၏စိတ်ထဲတွင်စကားပြောလာတယ်။အုတ်ထုပ်က Harry တွင်တတိရောထက်မြက်မှုပါရှိနေကြောင်းနှင့် Slytherin တို့တွားပါကအောင်မြင်ကြော်ကြားမှုကိုအထောက်အကူပြုနိုင်ကြောင်းအကြံပြုခဲ့တယ်။သို့တော့ Harry က Slytherin မဟုတ်ပါစေနဲ့ဟုစိတ်ထဲမှာအကြိမ်ကြိမ်ဆုတောင်းနေခဲ့သဖြင့်အုတ်ထုပ်ကြီးက Harry ၏စန္ဒကိုလိုက်လျောက Gryffindor ဟုအကျယ်ကြီးအော်ဟစ်၍ရွေးချယ်ပေးလိုက်လေသည်အဆောင်ရွေးချယ်ပွဲအပြီးတွင်ကျောင်းအုပ်ကြီး Dumbledore ကထူးဆန်းသောစကားလုံး၄လုံးဖြင့်စားတောက်ပွဲကိုဖွင့်လှစ်ပေးလိုက်ရာစပွဲပေါ်တွင်အရသာရှိသောအစားအစာများအလိုအလျောက်ပေါ်လာခဲ့သည်စားတောက်နေစဉ်အတွင်း Harry သည်ဆရာများထိုင်သည့်စပွဲကိုလှမ်းကြည့်လိုက်ရာ Professor Snape နှင့်အကြည့်ချင်းဆုံသွားခဲ့ပြီးထိုခဏ၌ပင်သူ၏နဖူးမှအမာရွတ်မှစူးခနဲနာကျင်သွားခဲ့သည်စားတောက်ပြီးနောက်ကျောင်းသားသင်များသည်အဆောင်မူ Percy Weasley ၏နောက်သို့လိုက်ကလှည့်ပတ်နေသောလှေကားများမှတဆင့် Gryffindor အဆောင်သို့တွားရောက်ခဲ့ကြသည် Harry သည်သူ၏ဘဝတွင်ပထမဆုံးအကြိမ်အဖြစ်အိမ်ကဲ့သို့နှွေးထွေးလုံခြုံသောနေရာတစ်ခု၌နှစ်ချိုက်စွာအိပ်ပျော်သွားလေတော့သည်နားဆင်ပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ် Episode 8မှာပြန်တွေ့ပါမယ်